ရင်းပြက်နေတာကိုတက်တာစေဖို့နီလန်ကောင်းအချို့ခရင်းပြက်တယ်ဆိုတာကကလေးရောလူကြီးပါကြုံမှုကြမှာပါခရင်းပြက်ပြီဆိုရင်ဘာဆဆရတာမတွေ့သလိုရမ်းကြိုက်တဲ့အဆဆတွေကိုစားရင်တောင်မှဘာမှကိုစားမကောက်သလိုခံစားရတာပါဒီလိုမျိုးခရင်းပြက်နေတာကိုခံတက်တာစေဖို့နီလန်ကောင်းအချို့ကိုပြပေးမဆိုရင်စိတ်ဝင်စားမလားခရင်းပြက်နေတာကိုတက်တာစေဖို့နီလန်ကောင်းအချို့ကတော့တမယာရီတောက်ပါတမယာဒီကိုအရင်ညစ်ပြီးရေနွေးနွေးလေးနဲ့တောက်ပေးတာကခရင်းပြက်နေတာကိုတက်တာစေဖို့ချစ်ချစ်ရောက်ထောက်ကူပေးနိုင်မှာပါဒါကြောင့်ခရင်းပြက်နေပြီဆိုရင်မနှက်စာမစားခင်တမယာရီနွေးနွေးလေးတောက်ပေးပါပန်းသီးဖြော်ရည်တောက်ပေးပါပန်းသီးကိုစားပေးလို့ရသလိုပန်းသီးဖြော်ရည်တောက်ပေးတာကလည်းအရသာခံစားမှုကောင်းစေပြီးခရင်းပြက်တာကိုတက်တာစေနိုင်ပါတယ်ပန်းသီးဖြော်ရည်ကိုတစ်ချပူခေါက်မုံလေးထည့်တောက်ပေးတာကလည်းနီလန်ကောင်းမှာငှက်ပြောသီးစားပေးပါငှက်ပြောသီးမဲ့မဲ့လေးကိုတကြားလေးနဲ့တို့ပြီးစားပေးတာကလည်းခရင်းပြက်တာကိုတက်တာစေပြီးအစားစားစိတ်လည်းတိုးလာစေပါတယ်ငါးစားပေးပါငါးကိုကင်ပြီးစားပေးတာကခရင်းတွေ့စေဖို့ထောက်ကူပေးသလိုခရင်းပြက်နေတာကိုလည်းတက်တာစေမှာပါဒါကြောင့်ခရင်းပြက်နေပြီဆိုရင်ငါးကင်လေးစားပေးဖို့မမိပါနဲ့စပစ်တီလဲလဲဆက်လေးကိုစားပေးတာကခရင်းပြက်နေတာကိုတက်တာစေပြီးအစားစားစိတ်ကိုတိုးစေဖို့ပါထောက်ကူပေးနိုင်ပါတယ်ဒါကြောင့်ခရင်းပြက်နေပြီဆိုရင်စပစ်တီမဲ့မဲ့လေးစားပေးပါတရက်တီမဲ့ကရေအေးစေဖို့ရောခရင်းပြက်တာကိုတက်တာစေဖို့ပါထောက်ကူပေးနိုင်ပါတယ်ဒါကြောင့်ခရင်းပြက်နေပြီဆိုရင်တရက်တီမဲ့ချိုလေးကိုစားပေးပါအမေမလွန်ဖို့တော့တတိထားပါမကြီးတီမဲ့လေးဒါမှမဟုတ်မကြီးတီမဲ့ကိုထက်ချက်ထားတဲ့ချီရင်းလေးတွေကိုစားပေးတာကခရင်းပြက်တာကိုတက်တာစေနိုင်ပါတယ်ဒါကြောင့်ခရင်းပြက်တာကိုတက်တာစေဖို့ဆိုရင်မကြီးတီမဲ့လေးကိုစားပေးပါဂျင်းကိုဝါစားတာဖြစ်ဖြစ်ရင်နွေးနဲ့စိတ်တော့တာဖြစ်ဖြစ်တောက်ပေးတာစားပေးတာကခရင်းပြက်နေတာကိုတက်တာစေနိုင်ပါတယ်ခရင်းပြက်နေတာကိုတက်တာစေဖို့အခုပြပြခဲ့တဲ့နီလန်းလေးတွေနဲ့ဖြစ်ရှင်းလို့ရပါတယ်ဒါကြောင့်ခရင်းပြက်နေပြီဆိုရင်အခုပြပြခဲ့တဲ့နီလန်းလေးတွေကအဆင်ပြေမဲ့နီလန်းလေးနဲ့ဖြစ်ရှင်းလိုက်ပါနော်နှွေအပူကြောင့်အဆဆချစ်စိတ်ပျောက်ဆုံးနေတာကိုတက်တာစေဖို့လည်းအခုပြပြခဲ့တဲ့နီလန်းလေးတွေကိုအသုံးပြုပေးလို့ရပါတယ်ကျမရဲ့ဘဟုတုတတွေအမြဲတမ်းဆက်ပေးနေမှာမို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးနော်အားလုံးကိုကျေးဇူးပါ